အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော် EBRR ကနေကျင်းပနေတဲ့ grade 12စာမွေးပွဲကိုလာကြည့်တာဖြစ်ပါတယ်ကျွန်တော်ကဒီမှာကလေးတွေစာမွေးပွဲပြေတာကိုကလေးတွေစာမွေးပွဲပြေပြီးထွက်လာတာတယောက်တော့ထွက်လာပြီနောက်တော့ဟိုဘက်မှာရှိတယ်ဒီထဲမှာကလေးတွေရှိတယ်နောက်ပြီးဟိုဘက်မှာပြေဆိုထားတဲ့ကလေးတွေဟိုဘက်မှာရှိတယ်ဟိုအထဲမှာရှိတယ်ပြေဆိုထားတဲ့ကလေးတွေတော့ဆက်မထွက်လာတယ်ကလေးအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့တော့2026ခုနှစ်ကတက္ကသိုလ်ဝင်စာမွေးပွဲပြေဆိုပြီးတော့ကလေးတွေထွက်လာတာဖြစ်ပါတယ်ဟမ်ပြေးနိုင်လားပြေးနိုင်ရမလားဟုတ်ပြေးနိုင်လားဟမ်ခလေးဖြည့်ပြီးထွက်လာတာပါ2026မှာboot exam ကနေကျင်းပနေတဲ့ခလေးတွေ2026ကပြန်ရတဲ့နေ့ပေါ့2025နဲ့26ပြန်ရတဲ့နေ့မှာခလေးတွေတက္ကသိုလ်ဝင်စာမွေးပွဲပြည့်ဆိုပြီးထွက်လာတာဖြစ်ပါတယ်ဟာပြင်းနိုင်လားကောင်းတယ်နော်တောက်ချင်လားမတောက်ဘူးဆရာနိုးမကြိုက်ဘူးဒါပြီးတော့ခဏနေဦးရတယ်မလားဗီဒီယိုလုပ်လို့ရတယ်မလားဖြည့်နိုင်လားကောင်းလားဟာလွယ်လားမင်းခွန်းလို့လွယ်ပါလေဆရာလွယ်နော်ကောင်းတယ်ဆရာဆူတောင်းပေးပါကွာမင်းတို့တွေအောင်လို့ရဗီဒီယိုလုပ်လို့ရတယ်မလားဗီဒီယိုလုပ်လို့ရတယ်မလားဖြည့်နိုင်လားကောင်းတယ်ဒီမှာပြောမယ်ကျွန်တော်ဒါက matriculation examination ဆိုတာဘယ်အဖွဲ့ကနေကျင်းပနေလဲဆိုတော့ EBRR ကနေကျင်းပနေတာပါဝါလိုက်ကွန်ဆလာမ်ဖြည့်နိုင်လားထင်းမှာလည်းတိတ်မပေါ်grade 2ဒါဒီနေ့ကယူပါပဲလားဟယ်လိုဝါလိုက်ကွန်ဆလာမ်ထွက်လာဆရာဗီဒီယိုလုပ်နေတာဖြည့်နိုင်လားဖြည့်နိုင်မလားဖြည့်နိုင်လားဖြည့်နိုင်တယ်ဖြည့်နိုင်ပြီရောလာပါဗျာမင်္ဂလာပါကောင်းတယ်ဗျာဗီဒီယိုလာလုပ်နေတာအမတရားနေနေပေါ့လာခက်လိုက်ထွက်လာ85မဲပြနိုင်ပါဗျာ85မဲဖို့ဟုတ်ပါရဲ့ဝေါကောင်းတာပေါ့ကောင်းတယ်ဒါပေမဲ့ဂုဏ်လုံးမရပါဘူးဘာလို့85မဲနဲ့ဂုဏ်လုံးမရဘူးလားအဲ့ဒါဟိုလေခြေလိုက်မယ်ပါရောင်းမှာပါAngkura di mana? Mahal.
ဟုတ်တယ်ဘယ်ကောနမတဲ့က